ကုံမြို့နယ်ရောမင်းကြီးရက်ကွက်မဲယုံအမှတ်နှစ်ပိတ်သိမ်းပြီဖြစ်ကြောင်းကြေညာအပ်ပါတယ်ရှင်ဝင်းနိုင်ပြောင်းချမ်းခိုင်ရေးနဲ့ချွေးပါတယ်စိတ်တိုင်းတည်သူပါတယ်ဘုံမျိုးနိုင်မြန်မာနိုင်ငံအကြောင်းသူလည်းသမားဖွံ့ဖြိုးရေးတိုးတက်ရေးပါတီလွတ်တော်ပါတီဒေါက်တာအနန္ဒကျော်စွာပြောင်းချမ်းခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီဒေါက်တာအနန္ဒကျော်စွာပြောင်းချမ်းခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဒေါက်တာအနန္ဒကျော်စွာပြောင်းဒေါ်တန်တန်ဆိုပြည်သူ့ရှေ့ဆောင်ပါကျွန်တော်တို့ကတော့ဘာဆိုရင်ဟိုလေတိုင်းပြည်ငြင်းချမ်းနဲ့တိုးတက်စေချင်တယ်ဒါပညာရေးတော့လို့အကုန်ပေါ့ပါပဲကျွန်တော်တို့ကဝန်ထမ်း39နှစ်လောက်လာတယ်ကျွန်တော်တို့အခု86နှစ်တောင်ရှိပါပြီမျောလင်းချက်ကတော့တိတ်မရှိပါဘူးဘာမှလည်းမမျောလင်းထားပါဘူးအားမှမရှိတာ